ထိုခုနွေးထဲမှာမပါမဖြစ်ဖြစ်တဲ့ချိန်လို့ဖို့ခင်းကျင်သီးနဲ့ကြက်သွန်တွေကိုရေးဆေးပြီးတော့ပြုတ်ထားပေးပါမယ်ပြုတ်ထားတဲ့ခင်းကျင်သီးနဲ့ကြက်သွန်တွေနူးလာပြီဆိုတာနဲ့ကျိတ်ဆက်တဲ့ထည့်ပြီးတော့မှညက်နေအောင်ကျိတ်ထားပေးပါမယ်ကျိတ်ထားတဲ့အနစ်တွေကိုခုနကပြုတ်ထားတဲ့အရေးတွေကိုပဲပြန်ထည့်ပြီးတော့အယောင်တင်မုံနဲ့စီထည့်ပြီးတော့ပြန်ချက်ထားပေးပါမယ်ခင်ဗျာဟင်းနစ်တွေဒီလိုလေးပွက်လာပြီဆိုတာနဲ့ခွက်တစ်ခွက်ထဲကိုထည့်ပြီးတော့မှအေးခဏလို့ရပါပြီထိုခုနွေးကြိုဖို့အတွက်မွေးတစိကလပဲအစိမ်းမုံတစ်ထုပ်ကိုရေဖြောထားပေးပါမယ်ထိုခုနွေးအရေးအပြစ်အကျဲကိုကြိုက်နှစ်သက်တဲ့အပေါ်မူတည်ပြီးတော့ကလပဲမုံဖြောတဲ့အခါရေကိုအဆင်ပြေသလိုထည့်လို့ရပါတယ်မွေးကောင်မုံ3 စွန်းစာလောက်ကိုလည်းရေဖြောထားပေးပါမယ်ကျုပ်ဖို့အတွက်ဦးတစ်လုံးထဲကိုရေအနှဲငယ်ထည့်ပြီးတော့တည်ထားပေးပါမယ်။တည်ထားတဲ့အချိန်မှာခုနကဖြောထားတဲ့ပဲစိမ့်မုန့်တွေကိုစနွေးမုန့်နည်းနည်းထည့်ပြီးတော့မွေးထားပေးပါမယ်ခင်ဗျာ။ရေဆူလာလို့ရှိရင်ဖြောထားတဲ့ကလပဲမုန့်ကိုစကားနဲ့စစ်ပြီးတော့ဖြည်းဖြည်းချင်းလောင်းထည့်ပေးပါမယ်။ထိုခုနဲ့အရေးကိုအိုးနဲ့မကတ်အောင်လို့အဆက်မပြတ်မွေထားပေးရပါမယ်။မွေပြီးပြီဆိုရင်တော့တခြားတစွန်းထည့်ပြီးတော့ဆက်ပြီးတော့မွေပြီးထားပါမယ်ခင်ဗျာ။တန်းပြောက်သွားရင်နောက်ဆုံးအနေနဲ့အရေးဖြောထားတဲ့ကုံမုံကိုထည့်ပြီးတော့အဆက်မပြတ်မွေထားပေးပါမယ်ခင်ဗျာ။ဝန်တုံးတာရှမ်းကောက်ဆွဲ6ဆိုတော့ရှမ်းကောက်ဆွဲကိုစလုံးတစ်ခုလည်းထည့်ပြီးတော့ရေစိမ်ထားပေးပါမယ်ခင်ဗျာ။ပြီးရင်တော့တရုတ်မဆလာကိုစီးတက်ထားပေးပါမယ်ခင်ဗျာပုံမွေးအောင်လို့တရုတ်မဆလာတွေကိုနက်နက်ပွင့်နဲ့ဇာတိတ်ကိုဒီထည့်ပြီးတော့မှစီပူအောင်တည်ပြီးတက်ထားပေးပါမယ်ထုပ်ခုနေတဲ့ထည့်စားဖို့ငရုတ်သီးကိုလည်းစီသေးချာတက်ထားပေးပါမယ်ခင်ဗျာကြက်သွန်ပြူကြော်ပြီးသားကိုလည်းချောင်းပြီးတော့စီတက်ထားပေးပါမယ်ထုတ်ဖူးနှွေးတဲ့ထည့်ဖို့ကြက်သားတွေကိုအတုံးအသေးလေးတွေလီးပြီးတော့ပဲငတ်ပြရဲ့အနောက်စားအနှဲငယ်ရေထည့်ပြီးတော့မှချက်ထားပေးပါမယ်ခင်ဗျာဒီချိန်လေးရောက်ပြီဆိုရင်တော့ကြက်သားတွေကိုအိုးဝါချလို့ရပါပြီခုဆိုရင်တော့ချက်ထားတဲ့ကြက်သားစီတက်ထားတဲ့တရုတ်မဆလာစီချက်စားအချိုမုံချက်ဟင်ပဲငမြရေရပြီဆိုရင်တော့ထိုဖူးနေလေးစပြင်လို့ရပါပြီရေစိမ်ထားတဲ့ရှမ်းကောက်ဆွဲ6ကိုရင်နှွေးဖြောပြီးတော့မှပကံထဲမှာထည့်ပါမယ်ထိုဖူးနှွေးကြိုထားတဲ့အရေကိုကြိုက်ရင်ကြိုက်သလောက်ထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်ပြီးရင်တော့ပွဲစားပြင်တဲ့အချိန်မှာထိုဖူးနှွေးထဲကိုပဲငတ်များရေးထည့်ရပါမယ်ပြီးရင်တော့စားအချုံမုံစီချက်စီတက်ထားတဲ့တရုတ်မဆလာချက်ဟင်ကြက်သားတွေကိုထည့်ပြီးတော့မှပေါ်ကနေပြီးတော့ကြက်သွန်မိတ်လေးဖြူပေးထားပါမယ်ဒီနေရာမှာဆိုရင်ဝမ်တို့ကနန်းထောင်းထားတာနဲ့မြေပဲထောင်းထားတာကိုပုံမှန်အပြင်ထည့်ရပေါ့နော်ဒီနေ့မှာတော့ဝမ်ကထည့်မထားပါဘူးဆိုတာတော့အီချာကွေးနဲ့တွဲစားရင်တော့အကောင်းဆုံးပေါ့နော်ဒါကြောင့်မို့အီချာကွေးနည်းနည်းလေးညှက်ထည့်လိုက်ပါမယ်ကြိုက်တဲ့လူတွေကတော့ငရုတ်သီးစီတက်ကိုထည့်စားလို့ရပါတယ်အချို့ကြိုက်တဲ့လူတွေအတွက်ကကြတော့ပုံမှန်အားဖြင့်ဒီကျန်တကာအီကြဲကြဲလေးဂျူပြီးတော့မှထည့်စားကြတာများပါတယ်ခင်ဗျာခုဆိုရင်တော့ထိုဖူးနေပူပူလေးရပါပြီနောက်တစ်ပတ်တွေမှာလည်း one cook ကနေပြီးတော့ဘာတွေချက်ပြသွားမလဲဆိုတာ comment box ထဲမှာ comment ကြည့်ကြပါအောင်ခင်ဗျာ like and follow လုပ်ရင်းနဲ့ဒီတစ်ပတ်ရဲ့ video လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ